စားကြပါအောင်ရှင်ရခိုင်မတာလဘောကရင်တာလဘောတော့မဟုတ်ဘူးရခိုင်မတာလဘောရမလဲပိန်လေဒီအမှဲ့ဝယ်စားပြီးတော့လေအားတစ်ခုမှမပြည့်ရအောင်ပိန်လေဒီအမှဲ့1ကီလို130ဆိုစီးကြီးတယ်မဟုတ်လားအဲ့ဒါနဲ့တာလဘောဟင်းချက်စားပါတယ်ပိန်လေဒီအမှဲ့အမွှားတွေကိုအချိုးစားပါတယ်စားပြီးတော့ကျန်တဲ့ပိန်လေဒီကိုဒီမှာသူအမိုက်မဖြစ်အောင်လို့ပိန်လေဒီစုဖို့ဒီကတတားထဲမှာရှိတဲ့ပြောင်းဘူးဒီမှာခရမ်းကျွတ်တီကစောတီခရမ်းကျွတ်တီကစောတီညေပြီးတော့ကော်ဖီပြီးတော့မြုပ်တီအစိမ်းပြီးတော့ပတာဘေကွန်ရှိသမျှတွေအကုန်လုံးပြစ်ရှာပြီးတော့ဆန်ကိုလော်ပြီးတော့တာလဘောဟင်းဆက်စားပါတယ်ရှင်စားကြပါအောင်ခိုင်မတာလဘောဟင်းမှာရေခဲတက်တာထဲမှာရှိတဲ့ပြောင်းကိုလည်းပြစ်ရှာလိုက်တယ်ဒီမှာပြောင်းဖူးစီပိန်လေဒီအစေပိန်လေဒီအမှဲ့ဝယ်စားတော့အခွန်ရောအသားရောအစီရောအကုန်လုံးအတော့ဝင်ပါတယ်အမွှားစားပြီးအစီကိုပြုတ်ပြီးတော့ဒီမှာတာလဘောဟင်းနဲ့ကိုရှက်စားတယ်ပိန်လေဒီအခွန်ကိုလည်းဒီမှာတာလဘောဟင်းနဲ့မှာထည့်ရှက်စားပါတယ်အခုတော့ကြက်ပြီးတာလဘောဟင်းစားပါမယ်စုပ်ကိုစိမ့်လေးပြစ်ချပြီးတော့ဝတ်သားပီကုံလေးပါထည့်ထားတယ်ရေခဲတက်ထားတယ်ရောင်းကုန်နဲ့အေးအများကြီးမဟုတ်တော့အေးအများကြီးမချက်ဘူးရင်းနေနဲ့ပဲရှက်တယ်ဆန်အများကြီးမကြိုက်တော့ဆန်လည်းအများကြီးမထည့်ဘူးဆန်ကိုလှော်ပြီးတော့ကြိတ်ပြီးတော့စီးတက်ပြီးတော့ထည့်ထားပါတယ်မွေးနေတာပဲထည့်ကျင်တာတွေပြစ်ထည့်ပြီးရှက်ထားတာဒါတော့အိုးဟုတ်အရတာကိုရှိစားကြပါဦးရှင်